ကံပလက်မြို့ဟောင်းမှာဒီကံရှိပါတယ်အဲ့ဒီကံထဲမှာပလဲရှိတယ်လို့ဆိုပါတယ်ပလဲဆိုမဟုတ်ကောမဟုတ်ဘူးအဲ့တော့ပလဲရှိတယ်အဲ့ဒီပလဲကိုတူးရင်းနဲ့တူးတဲ့ခါမှာဘယ်လိုတူးလဲဆိုတော့လက်နဲ့ပဲတူးတယ်လက်နဲ့တူးတော့ကံကိုလက်နဲ့ပက်တယ်တူးတယ်ဒါကြောင့်ကံပလက်လို့လဲဆိုလဲအဆိုရှိပါတယ်ဒါမှအခုမြန်မာလိုကံပလက်လို့ခေါ်တဲ့အကြောင်းကြီးမှပြောပြအကြောင်းအဲ့မှာ तू ကပလဲတွေ့တယ်လို့ပြောတယ်ပလဲအနက်ကလေးလည်းတွေ့တယ်အဖြူလည်းတွေ့တယ်ပလဲအနက်အဖြူတွေ့တယ်လို့ပြောတယ်အဲ့ဒါနဲ့အဲ့လိုအဖြူနဲ့အနက်ပေါ့နော်သူတို့တွေ့တာနဲ့အဲ့ဒါကြောင့်အဲ့ဒီချင်းကစားပြီးတော့ခါမှာကံပလဲဆိုပြီးတော့ခါမှာသူတို့ပြောတာကံပလဲဆိုပြီးတော့ခါမှာခေါ်တာကံပလဲကနေနေရခေါ်တာကြာလာတဲ့အချိန်ကျတော့ကံပလဲလို့ပါတယ်ဟုတ်ကဲ့ကျေးဇူးပဲပါလေအင်းကကန်ကြီးကြီးစီတာခုမျိုးဟောင်းမှာကန်ကြီးကြီးစီတယ်အဲ့ဒီကန်ကြီးကြီးထဲမှာငကားကြီးတစ်ကောင်ရှိတယ်အဲ့ငကားကြီးကိုအဲ့ရေကိုနော်အဲ့ကောင်ကိုအကုန်လုံးပက်ထုတ်ပြကြတယ်ငကားကိုရအောင်ပေါ့ဒီကိုပက်ထုတ်တဲ့ခါကျတော့အဲ့မှာဟိုငကားလည်းရတယ်ရေကိုပက်ထုတ်တဲ့တော့ကြောက်တဲ့ဟာပေါ့အဲ့ဒီရေကိုပက်ထုတ်တယ်ကံပက်အဲ့ဒီရေကိုကန်ကြီးကိုပက်တဲ့တော့ကြောက်တဲ့ကန်ပက်လေလို့အမေတို့ကြောက်ကိုအဲ့ဒီကံနဲ့မှာပလဲတွေရှိတယ်လို့ပြောကြတာပဲကြားမိတာလားအခုကျွန်တော်မေးခဲ့တဲ့အတိုင်းပဲကံပလက်မျိုးကိုဘာကြောင့်ဘလို့ကြောင့်ဘယ်သမိုင်းချက်လက်ကြောင့်ကံပလက်မျိုးလို့ခေါ်လဲဆိုတဲ့အကြောင်းကိုကျွန်တော်မေးခဲ့အချိန်မှာတချို့ကလည်းရေကန်လေးရှိတယ်တချို့ကလည်းပလဲရှိတယ်တချို့ကလည်းငကားတွေရှိတယ်ဒါတွေကတော့ဒီဒဏ္ဍာရီလိုပုံမြင်လိုဇလန်းနေပဲဒါပေမဲ့ဒီကံပလက်မျိုးနဲ့ပတ်သက်ပြီးတော့တကယ်ကိုရေကန်တော့ရှိနေတယ်ပြီးတော့တကယ်မြို့ဟောင်းကလည်းဒီနေရာနဲ့3မိုင်ဝေးတဲ့နေရာမှာရှိနေတယ်အဲ့ဒီမြို့ဟောင်းကိုပြမယ်သူအဲ့ဒီရေကန်ကိုလိုက်ပြမယ်သူကိုကျွန်တော်ရှာပြီးတော့ဒီနေရာကိုကျွန်တော်ရောက်သွားရေကန်မှာရေရှိသေးရဲ့လားပလဲရှိရဲ့လားငကားရောတကယ်ရှိလားဆိုတော့အဲ့ကန်ကြရင်တော့တွေ့ကြပါပေါ့ဟုတ်တာမြို့ဟောင်းလို့ဒီကံပဲလည်းမြို့ဟောင်းလို့ဒီတတ်မှတ်တဲ့နေရာပေါ့ဒီနေရာမှာတော့မြို့တည်ခဲ့တယ်ဆိုတဲ့အချက်တွေနဲ့ပတ်သက်ပြီးတော့တက်တင်ပြဆိုလို့